နော်မင်းတို့ကပရာဟိတစစ်သားတွေဖြစ်တယ်စစ်တပ်မှာဒီမိုကရေစီရှိတယ်စစ်တပ်မှာဘလို့ဒီမိုကရေစီရှိလဲဆိုလို့ရှိရင်မင်းတို့စစ်ငါတို့ justice ဆိုကြအခငါတို့မင်းတို့အတူတကွထုတ်ထားတဲ့စီကံကိုငါတို့ကိုယ်တိုင်မင်းတို့ပါဝင်ငါပါဝင်လိုက်နာခြင်းအားဖြင့်အတူတကွရှင်သန်နေထိုင်တာဒီမိုကရေစီရှိဖြစ်တယ်အဲ့တော့ဒီမိုကရေစီလို့ပြောပြီးတော့မှစီးမရှိကမ်းမရှိကိုလှုပ်ချင်တာလှုပ်မယ်ကိုရေးချင်တာရေးမယ်ကိုပြောချင်တာပြောမယ်ကိုအိတ်ချင်တဲ့ချိန်အိတ်မယ်စားချင်တဲ့ချိန်စားမယ်နေချင်သလိုနေမယ်လူထုနဲ့ဆက်ဆံချင်သလိုဆက်ဆံမယ်ဆိုရင်ဒါဒီမိုကရေစီမဟုတ်ဘူးဒီမိုကရေစီဆိုတဲ့သဘောတရားကအတူတကွနေထိုင်သူရှိတယ်အတူတကွနေထိုင်သူတွေဟာအတူတကွနေထိုင်တဲ့အခါမှာအတူတကွထုတ်ပြန်ထားတဲ့စည်းကမ်းတွေရှိတယ်ဒါဖွဲ့စည်းပုံအခြေခံလို့ခေါ်တယ်အဲ့ဒီဟာဒီမင်းရောငါရောသဘောတူညီထားတဲ့ justice ဆိုကြရဲ့ဖွဲ့စည်းပုံအခြေခံဖြစ်တယ်အဲ့တော့အတူတကွထုတ်ပြန်ထားတဲ့အတွက်ကြောင့်မို့အတူတကွလိုက်နာရမယ်သဘောပေါက်လားအဲ့တော့ငါတို့နိုင်ငံတော်မှာလည်းအဲ့လိုပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာငါတို့အတူတကွသဘောတူထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်ဘူးစစ်တပ်ကနေပြီးတော့မှငါတို့လက်နက်ထောက်ပြီးအတင်းပြထမ်းထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့အတွက်ကြောင့်မို့ငါတို့ဒါမျိုးမညီမညွတ်ဖြစ်နေတာအဲ့တော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်တဲ့နိုင်ငံရေးမျိုးစစ်ရေးမျိုးငါတို့လုံနိုင်တယ်ဆိုလို့ရှိရင်ငါတို့နိုင်ငံစစ်မီးတွေထပ်ဖြစ်เสียရလဲအကြောင်းမရှိတော့သလိုငါတို့လည်းအတူတကွလွတ်မြောက်မှာဖြစ်တယ်ဒါပေမဲ့ငါတို့စီးမက်ကမ်းမနေလို့မရဘူးအဲ့ဒီငါတို့ရေးဆွဲလိုက်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့စီးကမ်းချက်တွေကိုနိုင်ငံဦးဆောင်သူကနေပြီးတော့မှနောက်ဆုံးနိုင်ငံသားတယောက်အရက်သားတယောက်ထိအတူတကွလိုက်နာရမှာဖြစ်တယ်အဲ့တော့ justice ဆိုကြမှာလဲဒါနိုင်ငံတော်အဆင့်ကိုပြောတာ justice ဆိုကြမှာလဲအဲ့လိုပဲမင်းတို့စစ်တပ်မှာဒီမိုကရေစီရှိတယ်နော်စီကံချိုးပေါက်တဲ့သူကအဖြစ်သားဖြစ်တယ်စီကံနဲ့ညီတဲ့သူကအဓိပတိဖြစ်တယ်အဲ့တော့ငါစီကံနဲ့မညီရင်ငါအဓိပတိမဟုတ်ဘူးမင်းတို့ကစီကံနဲ့အညီနေလို့ရှင်မင်းတို့ကအဓိပတိပဲအဲ့တော့မင်းတို့ကစီကံနဲ့အညီနေရဲ့သားနဲ့မင်းတို့ရဲ့အစစ်စစ်ကိုကဲသူတွေကမင်းတို့ကိုရရှိလာတဲ့တောင်းဝင်ပေးအပ်လာတဲ့အမိတ်အာဏာပေါ်မှာအမိတ်တလွဲသုံးစားလုပ်တယ်ဆိုလို့ရှင်မင်းတို့ဒီမိုကရေစီညီအရစနစ်တကျထောက်ပြဝေဖန်ခွင့်ရှိသဘောပေါက်လားမငြိအဲ့တော့ justice ဆိုကြမှာရှိတဲ့အစစ်စစ်သောအုပ်ချုပ်သူတွေကတက်ကထုတ်ထားတဲ့မူဝါဒကိုကြော်လွန်ပြီးတော့မှမင်းတို့အနိုင်ကျင့်ဖို့ကြတယ်မင်းတို့အနိုင်ကျင့်အုပ်ချုပ်တယ်သူတို့ရဲ့အမိတ်ပေးပိုင်ခွင့်ပေါ်မှာပါလာတဲ့အာဏာเนาะအာဏာဆိုတာရှိတယ်ဘာဖြစ်လို့လဲအမိတ်ပေးပိုင်ခွင့်နဲ့အတူအမိတ်ပေးပိုင်ခွင့်အာဏာဆိုတာရှိတယ်ဒီဟာကိုကျိုးအတွက်စွတ်ဖက်ပြီးတော့မှမင်းတို့ခိုင်းစေတယ်အဲ့ဒီအမိတ်အာဏာကိုကိုကျိုးအတွက်အသုံးပြုပြီးမင်းတို့ညွှန်ကြားတယ်ဆိုမင်းတို့လှုပ်ရှားမလို့ဒီမိုကရေစီနီးရတေချာတင်ပြဆွေးနွေးပြီးတော့မင်းတို့စန့်ကျင်ခွင့်ရှိတယ်သဘောပေါက်လားအဲ့ဒါစစ်တပ်မှာဒီမိုကရေစီပဲသဘောပေါက်တယ်နော်အဲ့ဒါစစ်တပ်မှာရှိတဲ့ဒီမိုကရေစီပဲအဲ့တော့ခုနအကြောင်းကိုပြန်ပြီးတော့မှဆက်ရလို့ရှိလို့ရှင်ငါတို့စစ်တပ်မှာလည်းဒီမိုကရေစီရှိတယ်ခုနငါပြောတဲ့အကြောင်းအရာကိုဆက်ရလို့ရှိလို့ရှင်မင်းတို့ပရဟိတစစ်သားဆိုတဲ့စကားအတိုင်းမင်းတို့ကပရဟိတလုပ်နေတာမင်းတို့လာစားမရဘူးရိတ်ခါလဲစကင်းနဲ့ပဲစားရမယ်နော်အဲ့တော့ပရဟိတသမားဒီကိုဂျိုးကိုမဖတ်ဘူးပရဟိတသမားဒီကိုဂျိုးကိုမဖတ်ဘူးအဲ့တော့တော်လန်ရေးဒီပရဟိတစစ်သားဆိုတဲ့အတိုင်းပဲမင်းတို့ကိုဂျိုးမဖတ်ဖဲနဲ့ကိုရဲ့အမေပါဖြစ်ဖြစ်ကိုရဲ့အဖေပါဖြစ်ဖြစ်နောက်ဆုံးကိုပါဖြစ်သွားပါစေရောငါဒီပရဟိတစိတ်နဲ့လုံးရမယ်ဆိုတဲ့ကိုဂျိုးမဖက်အများကျိုးဆောင်တဲ့ပရဟိတစိတ်ရှိရမယ်တိုးတော်လည်းပဲငါတို့ကပရဟိတရှေ့မှာစစ်သားပါတဲ့အတွက်ကြောင့်မို့မင်းတို့ဒီတက်ကထုတ်ပြန်ထားတဲ့စစ်တီစီကကျင်းဝစ်နဲ့အညီနေထိုင်ပြီးတော့မှအခမဲ့အလုံးလုံးနိုင်ရမယ်ဒါမှမင်းတို့ပရဟိတစစ်သားဖြစ်အဲ့တော့ကျွန်တော်တို့ကစစ်သားဆိုတော့ကျွန်တော်တို့လစာမရဘူးလားရိတ်ခါမရဘူးလားကျွန်တော်တို့ရဲ့ဘဝရှိရဘလို့လဲကျွန်တော်တို့ရဲ့အနာဂတ်ရှိရဘလို့လဲဆိုပြီးတော့မှမင်းတို့ပရဟိတစိတ်များတဲ့အခါကြလို့ရှင်စီကံမဲ့တယ်ပရဟိတစိတ်များတဲ့အခါကျရင်စစ်ပုံကြထည့်လို့မရဘူးကျွန်တော်အလကားလုပ်နေတာပဲကျွန်တော်လစာမရတာကျွန်တော်ဒီမူဝါဒနဲ့မနေနိုင်ဘူးဆိုရင်လည်းမင်းတို့ကဒါစစ်သားမပြီးသားဘူးပရဟိတသမားလုံးလုံးကြီးတော်လည်းရေးမှာပရဟိတသမားလုံးလုံးကြီးကအဆင်မပြေဘူးအဲ့တော့ပရဟိတစစ်သားဖြစ်ရမယ်အဲ့တော့စစ်စည်းကမ်းနဲ့အညီနေထိုင်တော့လူတို့အကျိုးအခမဲ့ပြုနိုင်တော့စစ်သူရဲကောင်းတွေဖြစ်ရမယ်ဒါပရဟိတစစ်သားပဲဒါငါတို့ရဲ့ခံယူချက်ပဲအဲ့တော့မင်းတို့ဒီပရဟိတစစ်သားနဲ့အညီဆိုတဲ့စကားနဲ့အညီစီကံတကြနဲ့လူတို့အကျိုးပြုမှုကိုအခမဲ့လုပ်နိုင်ရမယ်သို့တော်လည်းဒီမိုကရေစီနီးလန်းတကြတက်ကထုတ်ပြန်ထားတဲ့မူဝါဒတွေနဲ့မညီဘဲနဲ့အုပ်ချုပ်တဲ့အရာရှိတွေကိုလည်းမင်းတို့စနစ်တကျထောက်ပြဝေဖန်ရဲရမယ်ဒါဒီမိုကရေစီလည်းရှိတယ်ငါတို့ပရဟိတစစ်သားလည်းဖြစ်တယ်ဆိုတော့ဒါအနာဂတ်နိုင်ငံတော်အတွက်ငါတို့စဉ်းစားမိသလောက်တည်းကအကောင်းဆုံးသောအလုပ်တွေကိုငါတို့လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့မင်းတို့လိုက်လို့ရမယ်အဲ့တော့ justice ဆိုကြအနေနဲ့စီးရေးရည်မှန်းချက်နိုင်ငံရေးရည်မှန်းချက်မှန်မှန်မှုထင်လို့ရှိရင်မင်းတို့တင်ပြဆွေးနွေးခွင့်ရှိတယ်မှန်တယ်ဆိုလို့ရှိရင်ပရဟိတစစ်သားဆိုတဲ့စကားနဲ့အညီစီကံရှိနဲ့ကိုကျိုးစွန့်ပြီးတော့မင်းတို့လုပ်နိုင်ရမယ်သဘောပေါက်လားအဲ့တော့ချစ်ဝေးဝေးပြောရင်စကားတွေများတယ်မင်းတို့လည်းညောင်းတယ်ငါလည်းညောင်းတယ်အဲ့တော့မင်းတို့ဒီမိုကရေစီရှိတဲ့စစ်တပ်ဖြစ်တယ်ဒီမိုကရေစီနည်းနဲ့မအုပ်ချုပ်ရင်စီကံကို
နော်ခေါင်းဆောင်တွေကစီးကန်းကိုမိမိလိုက်နာခြင်းအဖြစ်ရဲဘော်တွေကိုလိုက်နာစေပါဆိုတဲ့စကားအတိုင်းမင်းတို့မအုပ်ချုပ်ဘူးဆိုရင်မင်းတို့ထောက်ပြဝေဖန်ခွင့်ရှိတယ်ပရာဟိတစစ်သားဆိုတဲ့စကားနဲ့အညီစနစ်တကျအခမဲ့လှုပ်ဆောင်နိုင်ရမယ်နော်ငါတို့မှာကိုယ်ပိုင်ချိန်ဆိုတာမရှိဘူးကိုယ်ပိုင်ဘဝဆိုတာမရှိဘူးတော်လိုင်းရေးမှာစကားတကုန်းရှိဆရာမင်းကိုတိုင်ပြောသလိုဘီဝါတာငါတို့ကရေခဲဆိုစီးစင်းရမယ်စီးစင်းလဲစီးစင်းရမယ်ဆန်လဲတက်နိုင်ရမယ်နော်ဘီဝါတာနောက်တစ်ခုကငါပြောချင်တာကငါတို့တော်လိုင်းရေးအစမှာစကားတခုထက်ရှိသေးတယ်အဲ့ဒါပါလဲဆိုဒီခီးကိုငါတို့ဖောက်နေတာဒီငါတို့ရှောက်ဖို့ဟုတ်ချင်မှဟုတ်မယ်ငါတို့ရဲ့အနာဂတ်မှာရှိတဲ့ငါတို့ရဲ့ next generation နောက်လာမယ့် generation တွေရှောက်ဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်တယ်ဆိုတဲ့စကားတွေကိုတိတ်မကြားချင်ဘူးငါတို့အတွက်လုပ်နေတာမဟုတ်တဲ့အတွက်ကြောင့်မို့ငါတို့အတွက်ဆိုတဲ့စကားကိုမကြားချင်ဘူးငါတို့ဒီလမ်းကိုဖောက်နေတာဒီအနာဂတ်ကလူနောက်လာမယ့် next generation တွေရှောက်ဖို့ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့ငါတို့ဒီနောက်မျိုးဆက်တွေအတွက်ပဲစဉ်းစားရမယ်ငါတို့အတွက်ဆိုတာတော်လန်ရေးမှာမရှိဘူးငါတို့အတွက်ဆိုတဲ့နေ့တွေးလာတဲ့နေ့ကျရင်မင်းတို့တော်လန်ရေးကမင်းတို့မျှော်လင့်ချက်ကုံဆုံးပြီးတော့မှမင်းတို့ဝေဝါးဝါဖြစ်ရလိမ့်မယ်အဲ့တော့ငါတို့အတွက်လုပ်နေတာမဟုတ်ဘူးအနာဂတ်အတွက်လုပ်နေတာဆိုတာကိုမင်းတို့အုံနောက်ထဲမှာထည့်ထားပါနော်ဒါတက်ကထုတ်ပြန်ထားတဲ့မူဝါဒတွေစီကံတွေကိုလူထုနဲ့ဆက်ဆံတဲ့အခါမှာဟုတ်လားနှလုံးသားနဲ့တော့၎င်းဥထိပ်ပတ်ဆွေးရတော့၎င်းဆက်ဆံနိုင်သောရဲဘော်ကောင်းတွေဖြစ်ပါစေလို့ငါမင်းတို့ကိုတိုက်တွန်းတယ်ဘယ်လောက်ပဲနော်